လူတော်တော်များများကဝင်ငွေရရှိလာတဲ့အမျှမိမိရဲ့အသုံးစရိတ်တွေကဝင်ငွေအစဉ်တိုင်းကိုလိုက်ပြီးတော့အလိုလျောက်မြင့်တက်လာခြင်းကြောင့်ကိုယ်ပိုင်အနာဂတ်အတွက်ငွေကြေးတွေဖွက်ထုတ်ပြီးစုဆောင်းမှုမိမိတက်ကြပါတယ်။ကိုပေးဆောင်ခြင်းဟာစုဆောင်းခြင်းကိုဆိုလိုပါတယ်။ဒီအဆင့်ဟာဥစွာစွန့်စားရမှုမရှိဘဲငွေကြေးတည်ငြိမ်မှုကိုပိုင်ဆိုင်မှုအတွက်ပထမဆုံးနဲ့အရေးကြီးဆုံးသောခြေလှမ်းကိုစတင်နေခြင်းဖြစ်ပါတယ်။အဆင့်အများကြီးမဟုတ်တာမိမိငွေ30ရာခိုင်နှုန်းကိုဖွက်ထုတ်ပြီးပုံမှန်စုဆောင်းထားတဲ့အရေးကြီးမှုကိုသိစောက်ပါပမာဏထက်ပုံမှန်လုပ်ဆောင်မှုကအရေးကြီးပါတယ်။စုဆောင်းငွေများကြာလာတာနဲ့အမျှငွေကြေးတန်ဖိုးမကျဆင်းစေဖို့မိတ်ဆွေရဲ့ငွေကြေးတွေကိုမိတ်ဆွေအတွက်အလုပ်လုပ်ခိုင်းရပါမယ်။ဒါကိုရင်းနှီးမြှုပ်နှံခြင်းလို့ခေါ်ပါတယ်။မိတ်ဆွေရင်းနှီးမြှုပ်နှံလိုက်တဲ့ငွေတွေကနောက်ထပ်ငွေကြေးတွေကိုရှာဖွေပေးမဲ့မိတ်ဆွေရဲ့ဝန်ထမ်းကောင်းတွေဖြစ်လာပါလိမ့်မယ်။အရှိမပြောခဲ့သလိုမိတ်ဆွေက30ရာခိုင်နှုန်းစုဆောင်းထားပြီးစုဆောင်းထားတဲ့ငွေတွေကိုပညာရှိစွာရင်းနှီးမြှုပ်နှံပြီးအကျိုးစီးပွားတိုးပွားအောင်လုပ်နိုင်ပြီဆိုရင်တော့သိချပါတယ်မိတ်ဆွေကကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်နေသူတယောက်ဖြစ်နေပါပြီဒီဗီဒီယိုလေးကအကျိုးတစုံတရာရရှိခဲ့ရင် like ရရှိဖို့မမေ့ပါနဲ့နော်။ဝါကတော့တိုးရှည်တိုင်းရပေါင်းတာပါအားလုံးပဲတက်တာပါ